အားလုံးပဲမင်္ဂလာပါရှင် Dreamer Carol ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ Dreamer Carol က match လာရဲ့ကြန့်ရှိရဲ့နောက်ဆုံးရက်သက်တစ်ပတ်အတွင်းမှာကြုံရမယ့်အရာလေးတွေကိုကြိုတင်ပြီးတော့ဖတ်ကြားပေးတော့မှာဖြစ်ပါတယ်ရှင်စီးပွားရေးအနေနဲ့မှာကိုကလေဒီမတ်လအတွင်းမှာပဲဖြစ်ပေါ့နော်လူယုံမှားပြီးတော့လေကိုကလူပေါင်းမှားတယ်လို့ပြောရမှာပေါ့နော်လူပေါင်းမှားပြီးတော့ကိုယ့်ရဲ့ငွေကြေးဆုံးရှုံးမှုလေးတော့ရှိနိုင်တယ်အဲ့ခါကျတော့ကိုကလေဒီအခုလက်ရှိလုပ်နေတဲ့တငယ်ချင်းတွေပိုင်းနဲ့တောင်မှပဲမခေါ်မပြောဖြစ်သွားတဲ့အထိဖြစ်သွားဖို့ရှိရပေါ့နော်။ဘာလို့လဲဆိုတော့ကိုကလူယုံမှားပြီးတော့လေသူတို့ယုံစားပြီးတော့investment လုပ်ထားတာမျိုးတွေဆိုလို့ရှိရင်အဆင်မပြေဖြစ်တာမျိုးတွေကြုံရတတ်တယ်နော်။အဲ့ခါကျတော့ကိုကလေဒီတကယ်လဲသူတို့ကလည်းအဆင်ပြေမနေဘူးသိလားအဲ့ခါကျတော့အခုကိုပေါင်းနေတဲ့တငယ်ချင်းတွေတော့ဒီ environment ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကိုအတွက်တော်တော်လေးကောင်းသွားလိမ့်မယ်ပေါ့နော်အဲ့တော့အခုချိန်မှာမြန်ကိုဆုံးဖြတ်ချက်ချနေရတဲ့ရွေးချယ်စရာစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် collab လုပ်ဖို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုနှစ်ခုရှိရဆိုလို့ရှိရင်အရင်လုပ်နေတဲ့ဟာအရင်ပေါင်းနေတဲ့တငယ်ချင်းတွေဆိုလို့ရှိရင်စွန့်လိုက်တော့နီးစနစ်အသစ်နဲ့ပြောင်းဖို့လိုတယ်ပေါ့နော်တငယ်ချင်းအသစ်တွေပတ်ဝန်းကျင်အသစ်တွေเนาะစီးပွားရေးလုပ်ငန်းအသစ်စမယ်ဆိုလို့ရှိရင်အဲ့ဒီအသစ်ကိုပို့ပြီးအားတာတယ်မင်းကအဲ့တော့စီးပွားရေးလုပ်ငန်းအသစ်ကိုပို့ပြီးတော့အားပေးပါတယ်ပေါ့နော်ဒါကတပတ်စာအတွက် overall energy လေးပေါ့နော်အချစ်ရေးကြည့်ပေးမယ်မင်း cash shuffle လောက်တာတော့မပြတော့ဘူးเนาะအချစ်ရေးနဲ့ပတ်သက်ပြီးထပ်ဆွဲထားလိုက်တယ်အချစ်ရေးနဲ့ပတ်သက်ရင်ဒီမှာ၃ဘွဲ့တွေ့တယ်เนาะအချစ်ရေးကိုလုံးဝစိတ်မဝင်စားတဲ့အပြိုကြီးလူပြိုကြီးများအဖွဲ့ရဲ့သူတို့ကစီးပွားရေးအုံလေးပေါ့နော်နောက်ပြီးလို့ရှိရင်ကြတော့ဒီမှာ10ကျော်သက်အရွယ်လေးဆိုလို့ရှိရင်တော့လုံးဝရင်ခုန်စရာအခိုက်တန့်လေးပေါ့နော်သူတို့ရဲ့ချစ်ချင်းတွေကအရန်ကိုရင်ပတ်ချင်းထပ်တူကြပြီးတော့เนาะဒီလိုမျိုးအချစ်ရေးအတွက်ကောင်းမွန်တယ်ပေါ့နော်10ကျော်သက်လေးဆိုလို့ရှိရင်နည်းနည်းအိမ်အောင်ပြုတ်တဲ့အသက်အရွယ်တွေ30ဝန်းကျင်ပတ်ချလဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့သူတို့က2ယောက်ထက်1ယောက်ကိုရွေးချယ်နေရတယ်တဲ့အဲ့2ယောက်လုံးကလည်းအခြေအနေလိုမျိုးစင်တူလေးတွေပေါ့နော်စင်တူလေးတွေဆိုတာဘယ်လိုပြောမတိတ်မယိမ်းလေးတွေဘယ်နေရာပဲရှင်ပေါ့နော်2ယောက်လုံးကအတူတူပဲဖြစ်နေအဲ့ဒါရွေးချယ်ရခက်နေရယ်ရွေးချယ်ရခက်နေရတဲ့ပုံစံမျိုးလေးရှိရယ်နော်အဲ့ဒါလေးတော့တွေ့ရယ်ဒါဘယ်သူ့ကိုရွေးရမလဲထပ်ကြည့်ပြရမှာနော်နောက်ထပ်ဆွဲတော့လဲကြည့်အောင်ဒီဘက်မှာ 4 of cups ဒီဘက်မှာက4 of wands အဲ့တော့ဒီမှာဆိုရင်6ကိုပြောင်းပြန်လာတော့4လေအတူတူတည်းပဲအဲ့2ယောက်ကလည်းကြည့်အောင်တယောက်ကကြတော့ကိုနဲ့ရင်းနီးငငယ်လေးတည်းကတီးခဲ့တဲ့သူပေါ့နော်ငယ်ချစ်ဦးတို့ငယ်ကျွမ်းဆွေတို့လိုပုံစံမျိုးဒီဘက်ကတယောက်ကြပြန်တော့လေအခုနောက်ပိုင်းမှာသိပေမဲ့ကိုယ့်ရဲ့ရှင်နဲ့ကိုမြ мян ဆန်ဆန်နဲ့နေရာယူထားနိုင်တဲ့သူပေါ့နော်တော်တော်လေးတော့ရွေးရခက်နေပြီထပ်ပြီးတော့ဒီဟာကို confirm လုပ်တဲ့ဟာကိုလည်းဘယ်ကိုရွေးရမှန်းမသိဘူးဒါပေမဲ့တော့ကိုကြိုက်တဲ့ပုံစံကိုရွေးပေါ့နော်ဒီငငယ်လေးတုန်းကတီးခဲ့တဲ့သူကကြတော့သူနဲ့အပြင်မှာဒိတ်ရတာလို့ဘာလို့ပုံစံမျိုးတွေအဲ့ဒါတွေကတော့နည်းလိမ့်မယ်ကွာပြောရရင် physical ဘိုင်းဆိုင်ရာမှာတော့နည်းအားနည်းလိမ့်မယ်ဒါပေမဲ့အရင်တုန်းကတီးခဲ့ရဖြစ်တဲ့အတွက်သူနဲ့ကိုနဲ့အရင်ညှိယူစရာတော့မရှိဘူးအဲ့လိုမျိုးတွေတော့မလိုဘူးဒီဘက်ကတယောက်ကကြတော့ဒီလက်ရှိကိုကျင်လည်နေတဲ့ပတ်ဝန်းကျင်ကလူလို့တော့မြင်မိရယ်နောက်ပြီးလို့ရှိရင်သူကကြတော့ဒီဘက်ကလူကလည်းကိုသူကလက်ထပ်ဖို့တည်ရှိရွယ်တယ် long term တည်ရှိရွယ်တဲ့သူဖြစ်တယ်ပေါ့နော်လက်ရှိကိုချင်းလည်းနေတဲ့ပတ်ဝန်းကျင်ကဖြစ်နိုင်တယ်သူနဲ့ကကြတော့ဒီတွေ့ရပါညာပေါ့နော်တွေ့ရတာပါညာအဲ့ဒါများတယ်ဒီဘက်တယောက်နဲ့ပို့ပြီးတော့များတယ်ဒါပေမဲ့သူနဲ့ကတော့ဒီစိတ်ပိုင်းဆိုင်ရာနားလည်မှုတွေဘာတွေကတော့အချိန်ယူရမယ်ပေါ့နော်အဲ့တော့သူနဲ့ဆိုလို့ရှိရင်တော့လူတယောက်ကိုအစပြန်မလေ့လာခြင်းဆိုတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဘက်ကိုရွှေ့တင်တယ်တကယ်လို့မြန်နော်ကိုနဲ့ career တူတာ environment တူတယ်အခုလက်ရှိပြစ္ဆုတ်ပံကိုပဲဟာဖြစ်ချင်တယ်ပြစ္ဆုတ်ပံမှာပဲအဆင်ပြေချင်တာညီစားလေးထားပြီးပြောရွှင်နေချင်တာအဲ့လိုမျိုးမဝေးချင်ဘူးပေါ့နော်အနီးမှာပဲနေချင်တယ်ဆိုလို့ရှိရင်တော့တူပေါ့နော်အဲ့တော့ပြောရမယ်ဆိုဒီတယောက်ကတော့ဝေးနေမှထင်တယ်ဒီတယောက်ကအဝေးရလူဒီတယောက်ကအနီးရလူအဲ့တော့သူ့ရဲ့အားသာချက်နဲ့သူပဲရွေးချင်တာကိုရွေးပေါ့နော်နှစ်ယောက်လုံးကလုံးဝခုန energy ကအဆင်တူလို့ပြောလိုက်တာဒီမှာ6ကွာ6ကိုပြောင်းပြန်စင်တော့ဒီမှာ4အဲ့လိုပုံစံမျိုးပဲကိုရွေးပေးတဲ့သူတောင်ခေါင်းကိုက်တယ်ပေါ့နော်အဲ့တော့ရွေးနေတဲ့သူဆိုဘယ်လောက်တောင်ခေါင်းကိုက်ရမလဲမသိဘူးအဲ့တော့ရွေးချလိုက်ပါတော့ဘသူရွေးအကုန်လုံးကတော့ကောင်းနေရယ်နော်မင်းကကိုယ့်ရဲ့ quality လေးတွေမလို့တိုးလေးပြောပြမယ်ဒီဘက်ကကြတော့
သူ့အရင်တွဲကြည့်လိုက်တိလားသူနဲ့တွဲကြည့်လို့အစင်ရလည်းပြေနိုင်တာပဲသူနဲ့တွဲကြည့်ပြီးအစင်ပြေလုံးဝကြည့်ပြီးတော့ marriage သွားအောင်မယ်နော်ဒါပေမဲ့မင်းအကြံပေးရမယ်ဆိုရင်တော့ဒီဘက်ကိုအရင်တွဲကြည့်လိုက်သူနဲ့ကအစ်စ်ဆိုတော့လေအစင်ပြေရင်လည်းပြေမယ်ပေါ့အဲ့ဒါကြမှာတစ်ခါအစင်ပြေသွားတဲ့အခါကျမှ2ယောက်တစ်ခါပြန်ရွေးရင်လည်းရွေးပြေချင်လည်းပြေမယ်မပြေချင်လည်းမပြေဘူးပေါ့နော်အဲ့တော့သူ့ကိုအရင်ဖမ်းပြီးတော့ရှင်သူကဒီ industry တွေကလူဆိုတော့benefits များနိုင်တယ်ကွာပြီးတော့ကိုလည်းပျော်ရနိုင်တယ်ကွာဒီလားအဲ့လိုမျိုးမလို့အဲ့တော့ဒီဘက်ကတယောက်ကိုရွေးလိုက်လူနဲ့ဆင်ပြေဆက်သွားပါတော့အဲ့ချိန်ကျမှသူ့ကို emotion ကိုကရှိနေပြီးအစင်လဲပြေရဆိုရင်တော့ဒီလူနဲ့ပဲဆက်သွားမယ်ပေါ့တကယ်လို့ကိုကသူနဲ့ emotion ပိုင်းဆိုင်ရာအစင်မပြေဘူးသူနဲ့ကိုနဲ့မကိုက်ညီဘူးဆိုဒီဘက်တယောက်ပြန်ရွေးအဲ့တော့ဆက်စာဦးဆုံးအစအနေနဲ့ဆုံးဖြတ်ချက်ချနိုင်မယ်ဆိုရင်ဟိုလိုမျိုးမရွေးနိုင်ဘူးကွာဒါပေမဲ့သူ့ကိုအရင်တွဲကြည့်သူ့ကိုအရင်တွဲကြည့်ပြီးတော့သူ့ကိုလေးလာလိုက်အောင်ဒီဘက်ကလူကိုတိတလောက်သူ့ကိုလည်းတိအောင်လေးလာလိုက်အောင်ကွာအဲ့ခါကျမှဆုံးဖြတ်ချက်ချလိုက်ဒီနှစ်ယောက်မှာဘယ်သူ့ကိုရွေးမယ်ဆိုတာကိုလေအဆင်ပြေပါသည်နော်ကဒါလူမှုရေးအတွက်ဆွဲလိုက်တာအမြင်ကတ်ဆွဲရတော့မပြတော့ဘူးเนาะတစ်ဖက်လက်တစ်ဖက်ပဲအားလို့လေအဲ့တော့လူမှုရေးမှာတော့เนาะ connection အသစ်တွေnew environment တွေလူသစ်တွေပေါ့เนาะလူသစ်တွေကနေပြီးတော့ကိုယ့်အတွက်အခွင့်အလမ်းတွေအများကြီးရလာနိုင်တယ်နောက်ပြီးငွေကြေးဥစ္စာနဲ့ပတ်သက်ပြီးတော့လည်းငွေဝင်ကိန်းတွေဘယ်လိုပြရမလဲဒီလူသစ်တွေနဲ့ဆက်ဆံပြီးတော့ပတ်စံဝင်ကိန်းရှိရပေါ့ကွာနောက်ပြီးလို့ရှိရင်ခရီးလေးတွေလည်းသွားဖြစ်ဖို့ရှိရသိလားခရီးထွက်ဖြစ်ဖို့ရှိရအဲ့တော့အသစ်ချင်းပြစ်လိုက်တာတော့ကောင်းတယ်ဒီတဟမ်းမတ်တော့ဒီအရေးကိစ္စတော်တော်များများမှာပါနေရောလေဒီ collective လေးတွေအနေနဲ့ကဒီ match လာမှာတော့တိတ်တော့အဆင်မပြေလောက်ကိုကွမ်းခဲ့သမျှပေါ့နော်ဒီApril လကနေစပြီးတော့ energy က change သွားလိမ့်မယ် match လရဲ့နောက်ဆုံးကျန်တဲ့2ရက်ပေါ့နော်30နဲ့31ရက်ကနေစပြီးတော့ energy လေးတွေကတိတိတတ်တာအကောင်းလာတာမျိုးတွေ့ရတယ်နောက်ပြီးလို့ရှိရင်ဒီအခြေအနေနေဘာနေနေဘယ်အရေးနေပေါ့နော်အဟောင်းနေထက်ဆိုင်အသစ်တွေကိုစူးစမ်းကြည့်ပါ try ကြည့်ပါအဆင်ပြေအောင်တွေ့ရလိမ့်မယ်ပေါ့နော်ဒီ energy ရဲ့ overall energy ရဆိုအသစ်တွေကပိုကောင်းတယ်ဒီမှာဆိုလို့ရှိရင်လည်းဒီ new connection တွေလာလိမ့်မယ်ပေါ့နော်ဒါကကြတော့လူမှုရေးအတွက်ကြည့်ပေးရဆိုတော့ကိုသိတဲ့အသစ်တွေပေါ့နော်အသစ်တွေနဲ့ပတ်သက်ပြီးတော့လူသစ်တွေကနေပြီးတော့ကိုအခွင့်အလန်းသစ်တွေပေးလာဖို့ရှိရဲအဲ့ရနေပြီးတော့ငွေကြေးတွေဝင်ဖို့ရှိရဲပေါ့နော်ဒါကတော့လူမှုရေးလေးပါအိမ်အောင်ရေးလေးကြည့်ပေးမယ်မီးရပြတ်သွားတယ်ပေါ့နော်အဲ့ခါကျတော့ဖျောင်းနိုင်တဲ့တစ်ခါပြန် join တာအိမ်အောင်ရေးမှာဆိုရင်လေမိဒါမှမဟုတ်မိမိရဲ့အိမ်အောင်ဘက်ကပေါ့နော်ဟိုနိုင်ငံခြားကိုသွားမှာလားအဲ့လိုမျိုးကိစ္စတွေတွေ့တယ်အဲ့လိုမျိုးနိုင်ငံခြားကိုသွားဖို့ရှိရလားအဲ့ဒါဆိုရင်ကောင်းတယ်နော်သွားလို့ရှိရင်အဆင်ပြေမှာနိုင်ငံခြားမှာအောင်မြင်လိမ့်မယ်ဒါလေးတော့တွေ့ပါတယ်ကျန်တာတော့ထူးမရှိဘူးပြီးလို့ရှိရင်အဲ့သွားမဲ့သူကစိုးရိမ်နေရနော်သူသွားလို့ရှိရင်နဲ့ကိုကသူ့ကိုသစ္စာရှိစောင့်နေပေးမှလားတဲ့မင်းနေရနော်သွားချက်နဲ့အစင်လဲပြေးလိမ့်မယ်ဒါပေမဲ့ तू ကကိုစိတ်မချဘူးပေါ့နော်အဲ့လိုလေးတော့တွေ့ရယ်အမကြီးအနေနဲ့ဆိုလို့ရှိရင်ခါခယူးဆိုင်နော်အထိုင်များပြီးတော့ခါညောင်းတာမျိုးတွေနောက်ပြီးလို့ရှိရင်စော့တဲ့အရွယ်လေးတွေကြတော့လေစော့တဲ့အရွယ်ကလေးတွေတို့အဲ့လိုမျိုးသူတို့ကကြတော့ဟိုဗာလဲဒီထိခိုက်မိပြီးတော့လေခါကိုထိခိုက်မိပြီးတော့အဲ့လိုမျိုးလေးခါကိုထိခိုက်မိမှမျိုးတွေ့ရခါပဲနော်ခါအဓိကနောက်ပြီးရင်ခေါင်းကိုက်တာပါညာတော့ရှိရကွာအဓိကတော့ခါပဲကလေးတွေဆိုရင်မျက်စိညောင်နေတက်တာလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့မကဲနိုင်တော့အောင်ပေါ့နော်မကဲနိုင်တော့တဲ့အထိနည်းနည်းလေးအနာတရားဖြစ်ဖို့ရှိရဲဂရုတော့စိုက်ပေါ့နော်အရင်အသက်အန္တရာယ်ဆိုရင်ရတယ်ရှိတော့မရှိဘူးဒါပေမဲ့နော်လှက်ထားတဲ့ကလေးတွေသူတို့တခုခုထိကြိုက်ပြီးတော့ငြိမ်လေးနေရဖို့ရှိပါတယ်လူကြီးရဲ့အနေနဲ့ဆိုလို့ရှိရင်ကတော့ဒီခုနပြောတဲ့ခါပဲဂရုစိုက်ရမှာပေါ့နော်အဓိကအဲ့လိုမျိုးသားတွေဆိုလို့ရှိရင်เนาะဒေါသကြီးရစိတ်ဆက်တာဒါမျိုးတွေဖြစ်နေတတ်ပြီးတော့မျိုးသမီးတွေဆိုလို့ရှိရင်เนาะစိတ်အလိုမကျတာတွေဖြစ်နေတတ်တယ်เนาะစိတ်ပိုင်းဆိုင်ရာမှာလေကြည်နေရကเนาะဆယ်ကျော်သက်အရွယ်လေးတွေတို့ဘာတို့မိဘရဲ့အုပ်ထဲမှုအောက်မှာပဲရှိနေတဲ့ကလေးတွေဆိုရင်เนาะကိုတခုခုအမားလောက်ထားတာကြောင့်ကိုတခုခုအမားလောက်ထားတာပေါ်လို့ဖေနဲ့မိနဲ့အဆူခံရတတ်တယ်เนาะနှစ်ယောက်လုံးပါမိစုလိမ့်မယ်ကိုအဲ့ဒါတတိထားအောင်လက်ဆောင်အနေနဲ့ witchery ကလေးတစ်ခုလောက်ထားတယ်သူကလေဟုတ်တယ်
ဒီလာကြည့်ရသူတွေရဲ့အနာကြရလေဒီ match လာရဲ့နောက်ဆုံးပတ်လေးမှာလေဘာပဲနေနေအချစ်ရေးနေအိမ်တော်ရေးလူမှုရေးနေစီးပွားရေးနေအကုန်လုံးပြောင်းလဲဖို့ရှိရဲအဲ့ဒီဟာပြောင်းလဲခြင်းတွေကိုလည်းကိုက gratitude နဲ့လက်ခံပေါ့နော်ဟိုအဲ့ဒီပြောင်းလဲခြင်းတွေကကောင်းဖို့အတွက်ပဲဖြစ်လာတာပိုကောင်းဖို့အတွက်ပဲဖြစ်လာတာနောက်ပြီးလူတွေနဲ့ပတ်သက်လို့ရှိရင်လူဟောင်းနေတဲ့ဆိုင်လူတစ်တွေနဲ့ပို့ပြီးပတ်သက်ပါပတ်ဝန်းကျင်အတစ်တွေစီကိုသွားပါနေရာတစ်တွေစီကိုသွားပါဒါဆိုလို့ရှိရင်ကိုယ့်တက်ပို့ပြီးအဆင်ပြေလာနိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရပါတယ်အဆင်ပြေပါသေးရှင်အမင်းကတော့ Gemini Aura Tarot က admin K ဖြစ်ပါတယ်ဒီ Dreamer Tarot ကဆရာလေးနဲ့ collab လုပ်တာပေါ့နော်ပြန်တွေ့ပါမယ်နောက်မှဘိုင်